မိတ်ဆွေတို့သိပါသလားအခုကျွန်တော်တို့မြင်နေရတဲ့အမေရိကန်နဲ့ကနေဒါနယ်နေမိတာအရင်ကအခုလိုငင်းချမ်းနေတာမဟုတ်ပါဘူး1985ခုနှစ်တုန်းကအမေရိကန်တွေဟာကနေဒါကိုကျူးကျော်သိမ်းပိုက်ဖို့အကြီးအကျယ်ကြိုးစားခဲ့ဖူးပါတယ်အင်အားကြီးတဲ့ဗီဒီဒက်တွေကိုတော်လှန်ရင်းနဲ့ဘာကြောင့်နောက်ထပ်စစ်မျက်နှာတစ်ခုကိုဖွင့်ခဲ့ရတာလဲဆိုလားစိတ်ဝင်စားစရာအကောင်းဆုံးသမိုင်းတစ်ခုဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကကနေဒါမှာ British စစ်သား800လောက်ပဲရှိပါသေးတယ်ဒါပေမဲ့ American လွှတ်တော်ကတော့ British တွေဟာကနေဒါကိုအခြေစိုက်စခန်းလုပ်ပြီးသူတို့ရဲ့နယ်မြေ73ခုကိုပြန်တိုက်လာမှာကိုအတော်လေးစိုးရင်ခဲ့ကြပါတယ်ဒါကြောင့်ကနေဒါကလူတွေကိုလွတ်မြောက်အောင်ကူညီပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ American တွေကအရင်ဥအောင်စစ်ဆက်တိုက်ခဲ့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒီစစ်စင်ရေးကိုအရေးချင်းရှိတဲ့ Ireland အရာရှိ General Richard Montgomery ကဦးဆောင်ခဲ့ပါတယ်သူဟာအင်ဟာနက်ဆောင်ရှိတဲ့မြောက်ပိုင်းတပ်မတော်ကိုစုစည်းပြီး Ticonderoga ကနေစတင်ထွက်ခွာခဲ့တာပါ1985ခုနှစ်စက်တင်ဘာလမှာကနေဒါကိုတွားတဲ့လမ်းမှာရှိတဲ့ Fort St. John ကိုသူတို့စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်6ပတ်ကြာတိုက်ခိုက်ပြီးနောက်မှာတော့အဲ့ဒီခံတပ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးမြဲစစ်တပ်ထဲမှာဖျားနာတာတွေနဲ့ထွက်ပြေးတာတွေကြောင့်အင်အားဟာတဝက်လောက်ထိလျော့နှီးသွားခဲ့ပါတယ်တချိန်တည်းမှာပဲ Connecticut ကအရာရှိငယ် Benedict Arnold ဟာလည်းအင်အား2000နဲ့အတူစစ်ကူလာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ခရီးလမ်းဟာလွယ်ကူမနေပဲတောနက်တွေမြစ်တွေနဲ့ရွှတ်နွံတွေကြားထဲမှာအတော်လေးရုန်းကန်ကြရပါတယ်ခရီးလမ်းကြမ်းတမ်းလွန်းတာကြောင့်စစ်သားတော်တော်များများဟာနောက်ချောင်းပြန်လှည့်သွားကြပါတယ်နောက်ဆုံးမှာတော့ဒီဇင်ဘာလအစောပိုင်းမှာသူတို့ဟာကွီဘတ်မြို့ပြင်မှာမွန်ခေါမရီရဲ့တပ်နဲ့တွားရောက်ပူးပေါင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ဖွဲ့ပေါင်းရဲ့အင်အားဟာစစ်သား12000ပဲကျန်ပါတော့တယ်ကွီဘတ်မြို့ဟာဖေး20မြို့နယ်တိုင်းတွေနဲ့အမြောက်114လက်ရှိတဲ့မြောက်အမေရိကမှာအခိုင်ခံဆုံးမြို့ဖြစ်ပါတယ်ဗြိတိရှအုပ်ချုပ်ရေးမှူး Guy Carleton ဟာလက်နက်နဲ့ရိတ်ခါတွေကိုအလံပယ်စူးစောင်းထားပြီးမြို့ကိုအသေးချာကာကွယ်ထည့်ပါတယ်ဒီသမိုင်းကြောင်းကိုကြည့်ရင်ကျွန်တော်တို့သင်ခန်းစာတစ်ခုကတော့ဂျိုဒင်ပြင်ဆင်မှုအားကောင်းတာဟာအောင်မြင်မှုရဲ့တောချက်ပဲဖြစ်ပါတယ်အောင်မြင်ခြင်းရင်စိတ်အားထက်သန်ယုံနဲ့မလုံလောက်ပဲစနစ်တကျပြင်ဆင်ဖို့လိုအပ်ပါတယ်